သူစစ်စစ်အနေနဲ့အထူးဧည့်သည်ဒီမှာရောက်နေတယ်လို့ကြားတယ် ဟုတ်ပါတယ်ကျွန်တော်တို့အထူးဧည့်သည်ကျွန်တော်တို့တရားရောက်နေပါတယ်ချင်းစတာဆိုတော့ဖြစ်ပါတယ်မာမလက်တဲ့ဂျားထဲမှာအထူးတလဲလာရောက်အားဖြစ်ပြီးတဲ့အတွက်လည်းကျွန်တော်တို့ဘက်ကနေတကယ်မှကျေးဇူးတင်ကြောင်းကျွန်တော်တို့ Believer Youth လူငယ်ဖက်အနေနဲ့ကျွန်တော်တို့ကျေးဇူးတင်ကြောင်းဖော်ပြချင်ပါတယ်ခုချိန်မှာတော့အဆိုတော်အောင်လင်းသိရနေပြီးတော့မှဂုဏ်တော်ချီးမွမ်းပေးသွားမှာဖြစ်ပါတယ်ယေရှုနာမ၌ဖိတ်ခေါ်ပါတယ်ပထမတပုတ်အနေနဲ့ဘယ်နဲ့တပုတ်ဆိုချင်ပါတယ်ဘဝမင်းအလမီရပါတယ်ဆရာမဟုတ်ပါဘူးလို့ကျွန်တော်လည်းအဆိုတော်မဟုတ်ပါဘူးလို့ကြားခေနာမဘုန်းကြီးရှိပါစေညီလေးနဲ့ဆိုခွင့်ရတဲ့အတွက်အရန်ကုန်ပြီပါတယ်ငါဘဝညာမောင်တွေတဲ့အတူဘဝရဲ့ညာမီအိမ်အလေးချခဲ့တဲ့ချိန်တိုင်းသူကငါကိုထူမခဲ့မမရောက်စီခဲ့ဘူးမြေနဲ့တွေ့ခေါ်နေရဲ့ဘုရားရဲ့ချင်တဲ့